ဟိုရှိတုန်းကဂျပန်ပြည်ရဲ့ပင်လယ်ကမ်းခြေရွာငယ်လေးတစ်ရွာမှာတာရိုလို့ခေါ်တဲ့တန်ငါသည်လေးတစ်ယောက်ရှိခဲ့ပါတယ်။သူဟာမိဘနှစ်ပါးကိုလှုပ်ကြွေးပြုစုနေတဲ့သားလိမ္မာလေးဖြစ်တယ်လို့စိတ်သဘောထားအလွန်နူးညံ့သိမ်မွေ့သူလည်းဖြစ်ပါတယ်။ဒီနေ့မှာတော့တာရိုဟာလှေငယ်လေးတစ်စင်းနဲ့ပင်လယ်ထဲငါးများနေတော့လိတ်ကလေးတစ်ကောင်ကိုဖမ်းမိခဲ့ပါတယ်။တနာတက်တဲ့တာရိုဟာလိတ်ကလေးကိုညင်ညင်သာသာကင်ပြီးနောက်ဘယ်တော့မှအဖမ်းမခံရစေနဲ့တော့လို့ဆူတောင်းပေးပြီးလိတ်ကလေးကိုပင်လယ်ထဲပြန်လွှတ်ပေးလိုက်ပါတယ်။တကယ်တော့အဲ့ဒီလိတ်ကလေးဟာတာမန်လိတ်မဟုတ်ပဲနတ်တွေရဲ့အဆောင်ရှောက်လိတ်ကလေးဖြစ်ပါတယ်။ရက်အနှဲငယ်ကြာတဲ့အခါတာရိုဟာပင်လယ်ပြင်မှာငါးများနေတော့သူ့နာမည်ကိုခေါ်တန်ကြားလိုက်ရပါတယ်။လှမ်းကြည့်လိုက်တော့နှိုင်းလုံးတွေကြားကနေလိတ်ကြီးတစ်ကောင်ပေါ်လာပါတယ်။တာရိုကြီးဟိုတနေ့ကတင်ကယ်တင်လိုက်တဲ့လိတ်ကလေးဟာကျွန်တော်ပါပဲကျေးဇူးဆက်တဲ့အနေနဲ့တင့်ကိုပင်လယ်အောက်ကငကားနန်းတော်စီခေါ်သွားပါရစေလို့လိတ်ကြီးကပြောပါတယ်။တာရိုလည်းအံ့ဩဝမ်းသာစွာနဲ့ပဲလိတ်ကြီးရဲ့ကြောကုန်းပေါ်တက်လိုက်ပြီးပင်လယ်အောက်ကဘာစီခီးနှင်ခဲ့ပါတယ်။ပင်လယ်အောက်ကျမ်းပြင်ကိုရောက်တဲ့အခါရောင်စုံတန်တာကြောက်တန်းတွေနဲ့တောက်ပနေတဲ့ငကားနန်းတော်ကြီးကိုတွေးလိုက်ရပါတယ်။နန်းတော်တကားဝမှာတော့အလွန်လှပတဲ့ငကားမင်းသမီးလေးကတာရိုကိုကြိုဆိုနေပါတယ်။နန်းတော်ထဲမှာတော့နေ့ရယ်ညရယ်လို့မရှိပါဘူး။အရသာရှိတဲ့စားတောက်ပွဲတွေငါးကလေးတွေရဲ့အကပွဲတွေနဲ့အမြဲတမ်းပျော်ရွှင်စရာကောင်းနေပါတယ်။တာရိုဟာလူပြည်ကဒုက္ခတွေကိုမေ့လျှော့ပြီးမင်းသမီးလေးနဲ့အတူပျော်ရွှင်စွာနေထိုင်ခဲ့ပါတယ်။သူ့စိတ်ထဲမှာတော့နန်းတော်ကိုရောက်နေတာ3 ရက်လောက်ပဲရှိသေးတယ်လို့ထင်မှတ်နေခဲ့ပါတယ်။ဒါပေမဲ့တဖြည်းဖြည်းနဲ့တာရိုဟာကုန်းမြေပေါ်ကသူ့ရဲ့အုံမင်းနေတဲ့မိဘတွေကိုသတိရလာပါတယ်။ဒါကြောင့်မင်းသမီးလေးကိုအိမ်ပြန်ခွင့်ပြုဖို့တောင်းဆိုခဲ့ပါတယ်။မင်းသမီးလေးကဝမ်းနည်းစွာနဲ့တားမြစ်ပေမဲ့တာရိုရဲ့စိတ်ပိုင်းဖြတ်မှုကိုမတားနိုင်တာကြောင့်ပြန်ခွင့်ပြုလိုက်ပါတယ်။မင်းသမီးလေးကတာရိုကိုလက်ဆောင်အနေနဲ့ရတနာတစ်တာလေးတစ်လုံးကိုပေးလိုက်ပါတယ်ပြီးတော့အလေးနက်မှကြားလိုက်ပါတယ်။တာရိုရှင်ဒီကိုပြန်လာခြင်းနဲ့ဆိုရင်ဒီတစ်တာကိုဘယ်တော့မှမဖွင့်ပါနဲ့ဒါဟာကျမရဲ့တခုတည်းသောသတိပေးချက်ပါပဲတာရိုဟာလိတ်ကြီးရဲ့ကြောပေါ်စီးပြီးပင်လယ်ကြီးကိုဖြတ်ပြီးသူ့ရွာလေးကိုပြန်ရောက်လာပါတယ်ဒါပေမဲ့ကမ်းခြေကိုခြေချလိုက်တာနဲ့တခုခုမှားယွင်းနေတာကိုသတိထားမိလိုက်ပါတယ်သူ့အိမ်ရှိခဲ့တဲ့နေရာမှာတခြားအိမ်တစ်လုံးရောက်နေသလိုရွာထဲကလူတွေကလည်းသူတခါမှမမြင်ဘူးတဲ့သစိမ်းတွေဖြစ်နေပါတယ်သူမိဘတွေကိုလိုက်ရှာပေမဲ့ဘယ်သူမှမသိကြပါဘူး။နောက်ဆုံးမှာရွာကအဖိုးအိုတယောက်ကိုမေးကြည့်လိုက်တဲ့အခါအဖိုးအိုကအခုလိုဖြေပါတယ်။တာရိုဟုတ်လား။လွန်ခဲ့တဲ့နှစ်ပေါင်း300လောက်ကပင်လယ်ထဲထွက်ပြီးပျောက်သွားတဲ့တန်ငါသည်တယောက်တော့ရှိဘူးတယ်လို့ဒဏ္ဍာရီကြားဘူးပါတယ်။အဲဒီတော့မှတာရိုနားလည်လိုက်ပါတော့တယ်။ငကားနန်းတော်မှာကုံဆုံးခဲ့တဲ့3ရက်ဟာလူပြည်မှာနှစ်ပေါင်း300ကြာမြင့်ခဲ့တာကိုသူမိဘတွေမိတ်ဆွေတွေအားလုံးသေဆုံးကုန်ကြပါပြီ။မိဘဆွေမျိုးမရှိတော့တဲ့တာရိုဟာတောင်ပြင်ပေါ်မှာတယောက်တည်းကျန်ရစ်ခဲ့ပါတယ်။ဝမ်းနည်းလွန်းလို့ဘာလို့ရမှန်းမသိဖြစ်နေချိန်မှာသူ့လက်ထဲကမင်းသမီးလေးပေးလိုက်တဲ့တစ်တာလေးကိုသတိရသွားပါတယ်။မင်းသမီးလေးရဲ့မဖွင့်ရဆိုတဲ့မှာကြားချက်ကိုမေ့လျှော့ပြီးဒီတစ်တာထဲမှာအဖြေတစ်ခုခုရှိမလားဆိုတဲ့မျှော်လင့်ချက်နဲ့တစ်တာကိုဖွင့်လိုက်ပါတော့တယ်။တစ်တာပွင့်သွားတာနဲ့တပြိုင်နက်အထဲကနေအဖြူရောင်မီးခိုးငွေ့တွေထွက်လာပါတယ်။အဲ့ဒီမီးခိုးငွေ့တွေကတာရိုရဲ့ခန္ဓာကိုယ်ကိုရစ်ပတ်လိုက်တဲ့အခါမှာတော့တာရိုရဲ့သပင်တွေဟာချက်ချင်းဖြူဖွေးသွားပြီးအသားအရည်တွေတွန့်လိပ်ကအဖိုးအိုတယောက်အဖြစ်ပြောင်းလဲသွားပါတော့တယ်။တကယ်တော့အဲ့ဒီတစ်တာထဲမှာထည့်ပေးလိုက်တာကတာရိုရဲ့အိုမီးရုံမှုအချိန်ကာလတွေပါပဲငကားနန်းတော်မှာထားခဲ့တဲ့သူ့ရဲ့နှစ်ပေါင်း300သောအချိန်ကာလတွေပြန်ရောက်လာပြီးနောက်တာရိုဟာတဲတောင်ပြင်ပေါ်မှာလဲကျသေးဆုံးသွားခဲ့ပါတော့တယ်။တကယ်တော့တာရိုလေးကမင်းသမီးရဲ့စကားကိုနားထောင်ပြီးတစ်တာလေးကိုမဖွင့်ဖြစ်ခဲ့ရင်ရေအောက်နန်းတော်စီပြန်သွားနိုင်ခဲ့မှာပါ။